ကဲဒီနေ့ကတော့ကျွန်တော်တို့ Pisky ကတမိုင်းအတွက်ပျော်ရွှင်ဆုံးနေ့တစ်နေ့ဆိုလည်းမမှားဘူးပေါ့နော်ဒီနေ့မှာကျွန်တော် Drag Race ဘောလုံး1ဆိုပြီးတော့ကျွန်တော်ဒီမင်္ဂလာတုံဘက်မှာတန်ခွဲလေးတစ်ခုလုပ်တယ်ပေါ့နော်အဲ Riot ရဲ့မမရဲ့ကျွန်တော်တခြားသော sponsor တွေအများကြီးပေးရကျွန်တော်တို့ဒီPisky ကစီးရဲ့လူငယ်တွေစပိန်ဝါသနာရှင်တွေကလည်းစပိန်ဆိုင်တွေကလည်း sponsor အများကြီးပေးတာရှိရပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ဒီမှာ Drag Race လုပ်တယ်အခုဆိုရင်တော့ကျွန်တော်ရိုက်ပြတဲ့အချိန်ကအခု semi final အဆင့်ကိုရောက်နေပြီအဲ့တော့ဘယ်သူတွေတက်ပြီးတော့ final မှာဘယ်သူတွေGD Caterball frame ကိုရသွားတယ်ဆိုတာကျွန်တော်နဲ့အတူလိုက်ကြည့်လိုက်တော့ဟိုမှာပြိုင်နေပြီဟုတ်တယ်ချင်းဟောက်စဲပြုတ်ကကုန်သွားပြီလားခွက်လေးနေအောင်စောင့်နေဟောက်စဲပြုတ်လောက်တော့မလောက်ဘူးဟောက်စဲပြုတ်မှန်းတော့မှန်းနေလောက်တော့မလောက်ဟောက်စဲပြုတ်ကနော် ready လည်းမရှိဘူးသွားမယ်လာဒီမှာအာဗန်ဆန်တခါလေး view လိုက်မယ်ကဲအာဗန်ဆန်ဒီနေ့မှာဘာကြီးလုပ်ဖြစ်လဲဒီမှာဘာကြီး sponsor ပေးထားလဲအာဗန်ဆန်တော့အာဗန်ဆန်ရောအာဗန်ဆန် sorry ဒီဘက်မှာအဓိကအားဖြည့်ထားတာ media sport ပေါ့ media sport ပေါ့နော် media sport ပြီးတယ်ပြီးကျန်တဲ့ကတော့ဒါဘာညာပေါ့ဘာညာနေပါပေါ့နေပါပေါ့ဘယ်လိုဘာညာတွေ့ရညီလေးရှိရောတွေ့နောက်ဆက် sticker လေးပြီး sticker လေးပြီးလွှဲပြင်းတန်းလေးလို့ပြီးဟုတ်ကဲ့ပါဒါကျွန်တော်အာဗန်ဆန်ကကိုပြေပြီးအောင်ဖြစ်ပါတယ်ဟုတ်ကဲ့ပါတွေ့ရဝမ်းသာပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့ဒီမှာ drag race ကိုတော့ organize လုပ်တဲ့ sponsor တွေပေါ့နော်ကာဆန်စာဂီပါတယ်ပြီးတော့ Unity Face ပြီးတော့ဒီဗီဒီယိုအဖွဲ့ပါကုတ် Busy Gan တို့ပြီးလို့ရှိရင်ကျွန်တော်တို့များမကြခင်မှာ Flash Face တတရလူမှာဖြစ်ပါတယ်ခင်ဗျာအခုဒီတစ်ခေါက်လွတ်မဲ့နှစ်စီးရတတရလူမှာနှစ်ယောက်ဖြစ်ပါတယ်ရောမှာဆိုလဲကျွန်တော်တို့ဒီမှာ Drag Race ဝယ်အတွက်ကျွန်တော် sponsor and partner ဆိုပြီးတော့ပါတော့အကုန်လုံးဒီလူတွေပဲပြီးတော့ဒီမှာကျွန်တော်ဒီ web အနေနဲ့လည်းပါဝင်ကူညီထားတယ်ကဲဘာပေးမလဲဆိုတော့ frame လေးကိုလိုက်ကြည့်အောင်ပြိုင်နေပြီကဲဒီမှာတော့ champion တယောက်အတွက် frame set တစ်ခုပေါ့နော် GD Caterball frame ကိုတော့ဒူတယ်ဆွဲထားတဲ့ဟာ custom mic ပဲဒူတယ်ဆွဲထားတဲ့ GD Caterball frame ဒါပေးပါပါနော်ဒါ champion ပြီးရင်နောက်ထပ်တခြား accessory လည်းပါတယ် H+ ဆန်းခွေတွေပြီးလို့ရှိရင်ကျွန်တော် strap တွေ
ဥလုံးငုတ်တွေစုံပဲဒါသမားတွေအတွက်အကုန်လုံး support ပေးထားရပါတော့အဲအကုန်ပေးမယ်ကဲကျန်တဲ့ဟာတွေကိုကျွန်တော်တို့ဆက်ပြီးဆက်ကြည့်လိုက်ရအောင် တတိယလူပွဲ ကဲအခုဆိုရင်တော့ဆင်မီယံတယောက်ကတော့ပေါ်သွားပြီလူချင်းမလဲဆိုအောင်မှစင်ပေါ်မှာပဲကြီးလိုက်တော့မင်္ဂလာတို့ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးဖိုးမြတ်သူအားလေးစားစွာပန်ကြားအပ်ပါတယ်ရှင်ဆက်လက်ပြီးတန်ဖိုးစီစီဦးစီသူစုချင်းနေမှာဖြစ်ပါတယ်ရှင်။ဘာကိုချင်းနေတာဖြစ်ပါတယ်ရှင်။လက်ခုပ်တန်လေးနဲ့ချင်းနေပေးကြပါဦးရှင်။အခုဒါဘယ်သူလဲဆိုတာအရင်ဆုံးကြည့်လိုက်ပါမျက်နှာလေးရင်ပြလိုက်ပါဘယ်သူလဲဆိုတာဦးစီကဲနာမည်လေးရင်မိတ်ဆက်ပေးမယ် ကျွန်တော်ကတော့ဦးစီပါဟုတ်ကဲ့ FGS မှာတော့ Twitch track အခုတော့ဒီနေ့ရရှိသွားတယ်ဒီ drag race ကစုဝင်နဲ့ပတ်သက်ပြီးတော့စိတ်ကျဉ်တဲ့မှုရောဘယ်လောက်ရှိလဲ ကောင်းပါတယ်အကုန်မိုက်တယ်စိတ်ကျင်တဲ့ဘူးလုံးဝပြောပြမလဲ sweet bike ကို sweet bike လဲသွားတယ်ဗျာသိလားဘယ်လိုပြောပြမလဲ fair မိုက် race တယ်လုံးဝ fair လုံးဝ fair ဖြစ်တယ် စိတ်ကျဉ်တဲ့မှုရှိရလုံးဝအပေးဟိုလက်မှတ်တွေရောထိုးပြီးသွားပြီလား ပြီးပြီလက်မှတ်ဟိုမှာဦးစီထိုးရတယ် ဟုတ်လားဦးစီးထိုးတာ စုတွေလည်းမိုက်တယ် နောက်ပွဲရော FGS ပွဲရောပြိုင်ဖို့ရှိလား တိုင်ဖို့ရှိတယ်စူးစမ်းနေအောင် trick တစ်တွေကျုံမှာ ချုပ် ချုပ်မှာ trick တစ်တွေခိုးကျင့်တယ် ဟုတ်တယ်တီးထုတ်တော့မှာ ကြီးထုတ်တော့မှာဦးစီI am On the Uzi beat. Uzi is not joking အာမဲလုံးဝဇလန်းလေးတစ်ခုဦးစီးနဲ့ပတ်သက်တဲ့ဇလန်းလေးတစ်ခုလောက် ကျွန်တော်ဇလန်းလား လောက်တစ်ခုလောက် ကျွန်တော်ဇလန်း အာဟုတ်တယ်ဦးစီးကို तू ကဟိုဘယ်လိုပေါင်းတာဦးစီးကို तू တစ်မျိုးပေါင်းပါတယ် तू caption လေးတင်လို့ရှိရင်ယူဆဟုတ်တယ်ယူဆokay okay thank you ပါတရားဝန်တာပါတယ်ကဲယိုမင်္ဂလာပါ မင်္ဂလာပါ ကဲမိတ်ဆက်ပေးပါအောင်ကိုနာမည်လေးကို စီတူပါစာကီရပါ ဒီနေ့ရဲ့ main sponsor နေနဲ့ပါဝင်တာပေါ့ လုံးဝပွဲဖြစ်အောင်တော့လုံးဝ support ပေးထားပါတယ်ပေါ့ဒါပါပဲဒါပါပဲဆိုတာခုန Spain frame တွေပါတော့နည်းနည်းသူကနည်းနည်းစိတ်လှုပ်ရှားနေဗျာမောလည်းမောနေလေကနည်းနည်းအားရင်ချင်းနေလို့အဲ့လိုဖြစ်နေလို့ ရဲကျုံလိုက်ရတယ်ဆိုတနေ့ကုန်ကျွန်တော်တို့ဒီမှာဒီရလဲခေါင်းတက်ထိုးနေပြီးတော့ရန်ပင်မန်းနေရပင်မန်းနေရဆိုတော့ပင်မန်းတဲ့အချိန်မှာပဲအခုမှပဲအားတော့အခုမှ interview ပါပေါ့နော်ဒီနေ့ပွဲရဲ့ feeling လေးစိတ်လှုပ်ရှားတဲ့အပေါ်ရောဒီနေ့လောက်သွားတဲ့ပွဲတော့ကျင်းတဲ့အားရမှုရှိတာဘယ်လိုနေလဲလာပါရှိလေးနဲ့တို့ ကျင်းတဲ့အားမှုရှိရကျင်းတဲ့အားမှုရှိရဒါပထမဆုံးလုပ်တဲ့ပွဲဆိုတာညီနဲ့တိုင်ပင်မှုလုပ်ကြတာပေါ့နည်းနည်း first experience မှာကျွန်တော်အမှားလေးရှိရဟုတ်ကဲ့အဲဒီ list လေးတွေအဝင်အထွက်တွေစာထွက်မှာနဲ့ဒါဖမ်းမှာနဲ့အဲ့မှာနော် list record လေးတွေမှာပေါ့နော်ပြီးတော့ဒီဟိုဘယ်လိုပြောရင်တော့ကျွန်တော်တရားဝင်လုပ်ထားတဲ့အတွက်ကြောင့်ဒါလူကြီးတွေတော့ပါတယ်ဗျအဲလူကြီးတွေပါတော့အတွက်ကြောင့်ကျွန်တော်တို့ဒီမှာ Travis ဘယ်ကိုစီကားတိုင်းရဆိုင်နဲ့နောက်ထပ်ကျွန်တော်တို့ကဒီ trip track တွေ FGS ဆက်တွေပါကျွန်တော်လုံးဝဒီမိုထည့်ပေးတာတွေပေါ့ ဒါပဲ အဲ့လားတွေပါ ဒါပဲအဲ့ဒါထပ်ပြီးတော့မြိုင်သွားတယ်အဲ့တော့ပို့ပြီးတော့ဝယ်တွေကဆွဲဆောင်မှုရှိပြီးတော့ပြုတ်ကောင်းသွားတယ်လူငယ်အနေနဲ့လည်းပျော်ရွှင်မှုအများကြီးရပါပြီးတော့ပွဲပြီးရဲ့အချိန်မှာလည်းကိုစီသူကပုံမှန်တိုင်းပဲသူ့ရဲ့ကတ်ချာတိုင်းပဲသူကကျဲလွတ်အကုန်လုတ် ကျဲတယ်အားလုံးပျော်ရွှင်အောင်လို့ဘာညာ ပျော်ရွှင်မှုရဲ့အပိုင်းပေးတယ်ဒါကဂျူကာ အချောက်ဒီလိုပဲသွားမယ်ဗျာကျွန်တော်ဒီတိုင်းပဲသွားခြင်းတယ်ရှေ့လျှောက်တော့ကျွန်တော်ပွဲတွေနည်းနည်းလူကြီးတွေ support မယ်ပြောတယ်ဒါကလည်းတ
တော်တော်မိုက်လာတယ်ပဲပြောရမယ်ဗျာအရင်စာအုပ်ကြီးလိုတော့မဟုတ်တော့ဘူးเนาะ ဟုတ်တယ်နော်ဒီ တကယ်အခုတော်တော်မိုက်လာပြီ ဘာပြောဒါ location ရလဲအနေထားရလဲရှိလာဆိုစုရရလဲတော်တော်လေး support ပေးလာကြပြီ တော့ဒါအချိန်တွေရနဲ့အကုန်လုံးသုံးသက်ခြင်းတော့လားတော့ဒါကောင်းတဲ့ဘက်ကိုဥသိရပါလို့ပဲပြောလို့ရအောင် ဟုတ်ပါတယ် လူငယ်တွေအတွက်ပါအားလုံးကတော့ကျွန်တော်ဒီလိုပြောရမယ်ပြောတာလည်းတမျိုးဖြစ်တယ်ဗျာကျွန်တော်ဒါ business ကတော့လောက်တာပေါ့နော်ဒါပေမဲ့အဓိကထားတာဒီလူငယ်တွေအတွက်ပဲကျွန်တော်အကုန်လုံးဒါ community တက်တိုက်ဝန်းဝန်းရှိတယ်အခုဆိုဒီဘိုးကြီးဆိုရင်ဒါ media ဘိုင်းကိုဒါ support ပေးတယ်အခုတခြားအများကြီးပဲဒါပါလဲဒါ shout out လုပ်လာပါကိုတော်တော် right out urban stand ကိုဆာရနော်ကျွန်တော်တို့ဒါ အဲ့လိုမျိုးတက်တိုက်ဝန်းဝန်းရှိတာပါကျွန်တော်တကယ်ကျင်းနဲ့အားရတာဖြစ်တယ်လူကြီးတွေလည်းအဲ့လိုအဖက်ဖက်ကနေသူတို့ဘာလိုအပ်လဲသူတို့ကဒီစပိန်ပွဲမှာအတွေ့အကြုံရှိခဲ့တဲ့အတွက်ကြောင့်သူတို့ဒိုင်လည်းလုပ်ဖူးတယ်ဒီလုံးသက်တွေလည်းကြားတော့ကြောင့်သူတို့ရှိကနေကျွန်တော် knowledge တွေပြန်ယူတာပေါ့ပြောရရင်တော့အဲ့လိုမျိုးလည်းကျွန်တော်ဒီလိုစိန်ငယ်သွားပြင်မယ်နောက်ပိုင်းနေပို့ပြီးတော့ဒီထက်ကောင်းတဲ့ ဒီထက်ကောင်းအောင်လုံးမယ်ဗျာဒီထဲမှာကျွန်တော်ဟုတ် ဒီလာမဲ့လားတွေမှာဆက်ရှိနိုင်သေးလား လာမဲ့လားတွေထဲမှာတော့ကျွန်တော်နည်းနည်း predict ပေါ့ခံမှန်းကြီးလေးတော့ပေါ့သိရမလား ကျွန်တော် trip ပွဲကြံသေးတယ် ဘယ်တော့လောက်ဖြစ်မလဲ trip ပွဲကကျွန်တော်6လပိုင်းလောက်ပဲကျွန်တော်သွားလိုက်တော့မယ်6လပိုင်း trip က6လပိုင်းတော့သွားလိုက်ဒါပေမဲ့မိုးရွာရင်တော့တမျိုးတစ်ဖုံကျွန်တော် plan ပြန်ပြောင်းအောင်ပါပေါ့ဟုတ်ကဲ့ကျွန်တော်အခုဒီပြောတဲ့တဲမှာကျွန်တော်အခုကနည်းနည်းစိတ်လှုပ်ရှားရလဲဖြစ်တယ်နည်းနည်းဒါနည်းနည်းအများကြီးပဲဗျာဟိုဖြစ်ကြတာဆိုတော့အမှားပါတာလေးတွေရှင်ကျွန်တော်နားလဲဖွင့်လို့ပေးဖို့ကျွန်တော်တောင်းဆိုပါတယ်နည်းနည်းသူကလည်းစိတ်လှုပ်ရှားနေဗျာလုံးဝအမှန်တမ်းပြောဒါတညာလုံးမအိပ်ရသေးဘူးဟုတ်တယ်အခုဒီမှာဟို sticker print နေဆိုရင်ဒါတညာလုံးကျွန်တော်အဲ့လိုမျိုးပေါ့တခါလေးထုတ်တာဒီရဲ့စိတ်နေတာတွေကနေပြီးတော့စောင်းပြီးတော့ပေါ့နော်အကုန်လုံးပျော်ရွှင်အောင်လုပ်ပေးထားတာကျွန်တော်လည်းအရင်အများကြီးအရင်တက်ဆိုင်အများကြီးအားရပါတယ်ဒါပေမဲ့ drag race ဆိုတာလည်းကျွန်တော်လုံးမယ်ဆိုပြီးတော့တန်ဒီနေရပါတော့အခုမှဖြစ်သွားတာစရ volume 1နောက်ထပ် volume တွေအများကြီးဆက်လာပါအောင်ပဲအားလုံးပဲကျေးဇူးတင်ပါတယ်ကျေးဇူးပါကိုစီဟုတ်ကဲ့ပါနောက်တွေ့မယ်ကဲဒါကတော့ဒီညီလေးကတော့ organizer ပေါ့နော် organizer ညီလေးနဲ့တစ်ချက်မိတ်ဆက်ပေးပါမယ်ညီလေးနာမည်လေးပြောကျွန်တော်နာမည်ကတော့ Max လို့ပဲခေါ်ပါတယ်ဒီနေ့ဒီရဲ့ founder ပေါ့ဒီရဲ့ founder ဒီနေ့မှာဟို organize လုပ်သွားပါပေါ့နော်ကျွန်တော် organizer ကြီးလည်းကိုတို့တွေ့ရဟုတ်ကဲ့ဒီနေ့မှာဘာတာဝန်ယူပြီးတော့လုပ်လိုက်ရတယ်ဒီပွဲအတွက်ဘာတာဝန်ယူပြီးလုပ်လိုက်ရလဲဆိုတော့ပွဲစားလုပ်ခဲ့ရပါတော့ကျွန်တော်လိုအပ်ချက်တွေအကုန်တောက်လျှောက်မှန်တယ်အကုန်လုပ်တယ်ဒီပွဲအတွင်းမှာလည်းကျွန်တော်တာစားလွတ်တာတွေဟိုဟာတွေအစားအကုန်လုပ်တယ်ပေါ့နော်ပွဲအစားဆုံးလို့အကုန်လုံးညီလေးပဲစီစဉ်တယ်ဒီ location ကရောညီလေးပဲရွေးချယ်ရလားဒီ location ကလည်းကျွန်တော်ပဲရွေးချယ်တယ်ဟုတ်ကဲ့ပါဒီနေ့ပွဲလေးနဲ့ပတ်သက်ပြီးတော့ကို organize လုပ်ခဲ့ရတဲ့ပွဲလေးနဲ့ပတ်သက်ပြီးတော့ကျင်းတဲ့ IRPD ဖြစ်မှုရောရှိပါတယ်ရှိရဆိုမဲ့လည်းတချို့ဟိုလိုအပ်ချက်လေးတွေရှိရပါတော့ပထမဆုံးပွဲဆိုတော့လေနောက်ပွဲကြရင်တော့ပို့ပြီးတော့ကောင်းအောင်လုပ်နောက်ပွဲကြရင်နော်ဆက်ပြီးတော့ဒီထက်ပိုကောင်းအောင်လုပ်အောင်ပါโอเคအဲ့တော့နောက်ထပ်ကောညီလေးပြည်သက်တွေကိုဘာပြောချင်လဲဒီမှာဒီအခု Facebook ဝါနာပါတဲ့လူတွေကိုညီလေးဘာပြောချင်လဲ Facebook ဝါနာပါတဲ့ဘာပြောချင်လဲဆိုတော့Facebook ဒီလိုပွဲရှိရဆိုတာကျွန်တော်ဆက်ကြညာဝေးရမယ်Facebook ပွဲတွေကိုဆက်ပြီးတော့ကြီးညာပေးသွားမယ်နောက်တဲ့ပြိုင်ပွဲတွေထပ်လာအောင်ဝါသနာရှင်တွေလည်းထပ်ပြီးတော့ပြိုင်လို့ရဟုတ်ကဲ့โอเคအားလုံးပဲကျေးဇူးတင်ပါတယ်ကဲနောက်ထပ် organizer နောက်ထပ်တစ်ယောက်နဲ့ကျွန်တော်မိတ်ဆက်ပေးပါမယ်ညီလေးနာမည်လေးချက်လောက်ပါကျွန်တော်နာမည်ကအောင်ဘုံပြေပါညီလေးကဘယ်ရလဲကျွန်တော်နေပြည်တော်ကလာပဲညီလေးကဘယ်တင်းရတယ်ကျွန်တော်ဂုတ်ကနေပြည်တော်ကနေပြီးတော့လာပြီးတော့ organize လုပ်ပေးတာဂုတ် member ဖြစ်ပါတယ်ညီလေးဒီနေ့ပွဲနဲ့ပတ်သက်ပြီးတော့ညီလေးဒါပထမဆုံး first ပွဲလား first အဲ့လိုမျိုးဟုတ်အရင်လုပ်ဘူးလားအရင်ကနေပြည်တော်မှာခဏတိုင်းလုပ်တယ်ဗျနေပြည်တော်မှာတော့ဒါပထမရန်ကုန်မှာတော့ပထမဆုံးလုပ်တာပထမဆုံးဒါလုပ်တာနေပြည်တော်မှာဘယ်နှပွဲလောက်လုပ်ဘူးလဲ like 15ပွဲလောက်ကြုံဟုတ်လားနေပြည်တော်မှာအဲ့လိုတော့လုပ်ဘူးလားဩအဲ့ဆိုရင်ညီလေးကပွဲတွေ့ကြုံတော့ရှိပြီပေါ့နော်အဲ့ဆိုရင်ဒီမှာအခုရန်ကုန်မှာလာပြီးတော့လုပ်ရတဲ့အားနဲ့ပတ်သက်ပြီးတော့အတွေ့အကြုံလေးတွေကိုတို့ဒီကြည့်နေတဲ့လူတွေကို sharing လေးလုပ်ပေးပါနေပြည်တော်မှာလောက်ရတဲ့ဒီရန်ကုန်မှာလောက်ရတမျိုးစီပေါ့နော် feeling ကတော့ကွာတာပေါ့ဒီရန်ကုန်မှာကျတော့ like ဟိုဘယ်လိုပို့ပြီးတော့လူများရတာလူပုံများတယ်ပြီးတော့ supporting တွေလည်းပိုများတယ်နော် supporting ပိုများတယ်ပြီးတော့အခုဆိုရင်လည်းသုံးစာပေးထားတယ်လည်းအများကြီးရှိရယ်ပစ္စည်းဆိုလည်း rider ဆိုလည်းအများကြီးရကြတယ်အဲ့တော့ညီလေးရဲ့အခုဒီနေ့ဖြစ်သွားတဲ့ဒီအခုကဒါရန်ကုန်မှာလောက်တာဆိုညီလေးတွေ့ရတာပထမဦးဆုံးဆိုတော့ညီလေးရဲ့ excited feeling ကွာအခု1 to 10ဆိုရင်ဘယ်လောက်ဖြစ်လဲကျွန်တော်10 out of 10 what the fuck man this guy is so amazing နော်လုံးဝစိတ်လှုပ်ရှားမှုအပြည့်ကိုခံစားနေရဖြစ်ပါတယ်အဲ့တော့နောက်ထပ်ကောပွဲတွေလုပ်ဖို့ရောရှိသေးလားနောက်ထပ် volume 2လို့ပါ3လို့ပါလဲလုပ်ဖို့ရှိပါအခုဟိုနေပြီးတော့မှကိုကြီးတွေးလိုက်တယ်ပေါ့နော်21ရက်နေ့ကိုပွဲအညီလေးကိုပဲလုပ်တာလားမေ21ဟုတ်ကအခုရဲ့ char crew နည်းနည်းလေးရလည်းပါသေးတယ်ဗျဟုတ်ကဲ့နောက်လိုအပ်တာရှိရင်လည်းပြောပါကိုရန်ကုန်ကနေလာခဲ့ပါမယ်နော် senior အတွက်လည်းရှင်းဟုတ်ကဲ့ပါတွေ့ရဝတ်တာပါတယ်အဲ့ဒါ